ခုလိုမျိုးအရာအားကိစ္စတွေဖေးဖေးမေးမေးဥဥကျော်တော်ကိုကိုမမများနဲ့အတူဒီကျောင်းမှာတိုင်းတော်ဆရာတော်ဘုရားကြီးရန်သူရဖကျွန်တော်တို့ကိုပွင့်အားရပေးပါတော့ကာထရိရှင်များအားလုံးကျမ်းမာပါစေချမ်းသာပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံရင်ဘဝမှာလူတရတော့ဘဝမရှိတော့စကားမချတာပါစေလက်ဖြာမှာငွေပြီးဘဝနိုင်ငံတော်အတွက်ကိုလူမျိုးအတွက်အများကြီးအကျိုးပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နိုင်ကြပါစေလို့တားချမ်းကြီးတဲ့အတွက်တောင်းလုံးကိုကိုစားတားလေးချမ်းကြီးများနေပြီးတော့စုမောကောင်းတောင်းရတဲ့ကျွန်တော်တို့ရဲ့နှစ်ပါးသားလေးကိုဒီညနဲ့ပဲရှေ့ပလန်နဲ့ခံတပ်ပြပြပါ